네, 안녕하세요. 지금 속담 따뜻야 듣고 언니네 병 주고 약 준다 소리 서가봉 위에 답이 봐요. 이게 또 별로 대입에 심래. 너와 다야 대입에 또 사장이야 다임에. 너 여가 베이비 세비에서မြန်မာဆိုရင်အနာပေးလိုက်ဆေးပေးလိုက်လုပ်တယ်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်။병ဆိုတာကအမတို့ယောဂကိုပြောချင်တာပါ။နော်။ယောဂရတယ်လို့ပြောရင်ဘယ်လိုပြောမလဲ။병에 걸리다ယောဂရတယ်။တစ်ခုမှာအဲ့ဒီဝေဒနာကိုခံစားရတယ်။ဟုတ်မှာကင်ဆာခံစားရတယ်ဆိုရင်암에 걸리다အေးမိတယ်ဆိုရင်လည်း감기에 걸리다အဲ့လိုသုံးတယ်နော်병ကိုပြောချင်တာ병ဆိုတာကယောဂကိုပြောတာနော်ယောဂကိုတဲ့ဂျူကိုပေးပြီးတော့ယောဂပေးပြီးတော့ရက်ကဆေးကိုပြောတာဆေးကိုပေးတယ်ယောဂပေးပြီးဆေးပေးတယ်ဆိုတော့မြန်မာမှာဆိုရင်အနာပေးလိုက်ဆေးပေးလိုက်လုပ်တယ်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်ဒီမှာဆိုရင်ထိုးလိုက်တယ်ယောဂပေးတယ်ပြီးတော့မှဆေးပြန်လာပေးတယ်ဒီလိုလေးပေါ့နော်병 주고 약 준다ရမယ်နော်이제 와서 미안하더니အခုမှလာပြီးတော့တောင်းပန်နေတာလားအခုမှလာပြီးတောင်းပန်ပါတယ်တဲ့လား지금 병 주고 약 주는 거예요အခုအနာပေးလိုက်ဆေးပေးလိုက်လုပ်နေရလားအခုယောဂပေးလိုက်ဆေးပေးလိုက်လုပ်နေတာလားနော်담배 포장지 담배가 쓰레 포장지ဆိုတာက포장လုပ်ထားတဲ့ဒီအပေါ်က pack လုပ်ထားတဲ့ထုတ်ပိုးထားတဲ့အပေါ်ကစာရွက်ပေါ့နော်지나친 흡변은 지나치다ဆိုတာလွန်ကဲတာအလွန်အကျူးအလွန်အကဲပေါ့နော်အလွန်အကဲဆေးလိပ်တောက်ခြင်းကိုတော့တဲ့삼갑시다ရှောင်ရှားကြရအောင်လို့ပြောတယ်အဲ့လိုမျိုးရေးထားတယ်ပေါ့နော်ဆေးလိပ်ဘူးပေါ်လာပြီးဆေးလိပ်တောက်တာရှောင်ကြရအောင်လို့လာရေးထားတယ်라고 쓰여 있는 거 봤어요အဲ့လိုမျိုးရေးထားတာတွေ့ပြီလားတဲ့네 봤어요တွေ့ပြီသွားပြီ병 주고 약 준다는 말이 생각났네요 여가 베이비로만 세비를 소리စကားကိုတော့မှတွေးမိသွားတယ်အဲ့လိုပေါ့နော်병 주고 약 준다ယောဂပေးလိုက်ဆေးပေးလိုက်မြန်မာလို့ဆိုရင်တော့အနာပေးလိုက်ဆေးပေးလိုက်ဒီလိုပုံစံပေါ့နော်ဒီနောက်လည်းမစင်구독 좋아요 잊지 마세요 네 아세 나타 비디오 듣고 나타 속담 듣고 네ပြန်ပြီးတော့တွေ့ပါမယ်오늘은 여기까지만 할게요 수고하셨습니다